ထိုင်းနိုင်ငံဟရိုင်မြို့မှာကယ်ဆယ်ရေးတွေကမြန်မာတွေကိုထမင်းတုံမွေးပေးမကူညီပေးဘဲနေတဲ့တည်င်းတွေပြန့်နှံ့နေတဲ့နောက်ကွယ်ကအကြောင်းရင်းမင်္ဂလာပါပရိသတ်ကြီးဒီနေ့တော့ထိုင်းနိုင်ငံဟရိုင်မြို့ကရေဘေးသင့်ပြည်သူတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့တည်င်းတွေရဲ့နောက်ကွယ်ကအမှန်တရားကိုပြောပေးကြပါမယ်လက်တလုံးမှာဟရိုင်မြို့ရဲ့ရည်ကြီးမှုအခြေအနေကတော့ရေပြန်ကျသွားပြီဖြစ်တဲ့အတွက်ပြန်လည်ထူထောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်နေကြပါပြီအဲဒီအချိန်မှာပဲအွန်လိုင်းပေါ်မှာလူပြောများနေတဲ့တည်င်းတစ်ခုကတော့ထိုင်းကယ်ဆယ်ရေးဖွဲ့တွေကထိုင်းလူမျိုးတွေကိုပဲထမင်းတုပ်ဝေပြီးမြန်မာကိုကြတော့မဝေဘဲနဲ့ခြံထားခဲ့တယ်ဆိုတဲ့သတင်းပါပဲဒီသတင်းကိုကြားတဲ့မြန်မာပြည်သူတွေအနေနဲ့ဒေါသထွက်ကြဝမ်းနည်းကြရတာအမှန်ပါပဲဒါပေမဲ့ဒီငါးပြားတိုင်းမှာခေါင်းနဲ့ပန်းရှိသလိုဒီကိစ္စမှာလည်းတစ်ဖက်သက်အမြင်တွေနဲ့ကွဲလွဲနေတဲ့မြေပြင်ကအတန်တွေလည်းရှိနေပါတယ်အရိုင်မျိုးမှာကိုယ်တိုင်ရောက်ရှိနေကြတဲ့အချို့သောမြန်မာလူသားတွေရဲ့ပြောချက်အရအခြေအနေမှန်ကကောလာဟလတွေနဲ့ရှားစီဖြစ်နေတာကိုတွေ့ရပါတယ်သူတို့ရဲ့ပြောချက်အရထိုင်းလူမျိုးအများစုနဲ့ကယ်ဆယ်ရေးဖွဲ့စည်းအများစုဟာလူမျိုးခွဲခြားမှုမရှိဘဲစေနာတက်တက်နဲ့ကူညီပေးနေကြတယ်လို့ဆိုပါတယ်။ရေဘေးဒုက္ခသည်စခန်းဒီမှာဆိုရင်ထိုင်းမြန်မာမခွဲခြားဘဲတူတူနေရာပေးထားသလိုအစားအသောက်ဝင်ကားတဲ့ခါမှလည်းတန်းစီတဲ့အလေအတိုင်းမျှတတပေးဝင်နေရတွေရှိရလို့သိရပါတယ်။အချို့တိုင်းအိမ်ရှင်တွေဆိုရင်သူတို့အိမ်မှာလာခိုလုံနေတဲ့မြန်မာလူသားတွေကိုကိုမိသားစုဝင်လို့သဘောထားပြီးကျွေးမွေးဆောက်ရှောက်တာတွေတောင်မှရှိပါတယ်။ဒါဆိုရင်ဘာလို့ခွဲခြားတယ်ဆိုတဲ့သတင်းတွေထွက်ရတာလဲ။အကြောင်းရတော့နေရာဒေသနဲ့အခြေအနေမတူညီမှုကြောင့်ဖြစ်နိုင်ပါတယ်။ရေဘေးသင့်တဲ့ဧရိယာကအလွန်ကျပြန့်တဲ့အတွက်ကယ်ဆယ်ရေးဖွဲ့တိုင်းကနေရာစုံကိုမရနိုင်ပါဘူး။အချို့ဝေးလံခေါင်ပြတဲ့နေရာတွေမြန်မာလူသားတွေတည်တံ့စုနေတဲ့နေရာတွေကိုကယ်ဆယ်ရေးပစ္စည်းတွေရောက်မလာတဲ့အခါငါတို့ကိုချန်လက်ထားရဆိုတဲ့အထင်မြင်လွဲမှားမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။နောက်ထပ်သတိပြုစရာချက်တစ်ခုကတော့ဆိုရှယ်မီဒီယာရဲ့တရားမှုပါပဲ။သတင်းမှားတွေလှုပ်ဆောင်မှုတွေကမြေပြင်ကအကူအညီလိုအပ်နေတဲ့သူတွေကိုထိခိုက်စေနိုင်ပါတယ်။ဒီကနေ့မှာထိုင်းအာဏာပိုင်တွေနဲ့ထိုင်းစစ်တပ်ကပါရဟတ်ရင်လေတွေနဲ့လူမျိုးမရွေးကူညီနေတာတွေရှိပါတယ်။ကျမတို့အနေနဲ့မုံပွားမဲ့စကားတွေထက်ဘယ်နေရာမှာဘသူတွေပိတ်မိနေလဲဆိုတဲ့တိကျတဲ့သတင်းချက်လက်တွေကိုမျှဝေတာကပို့ပြီးတော့ထိရောက်ပါတယ်။ထိုင်းရောက်မြန်မာပရိုက်တာဖွဲ့တွေကလည်းစွမ်းကုန်ကြိုးစားနေကြတာမလို့သူတို့နဲ့ချိတ်ဆက်ပြီးကူညီကြမယ်ဆိုရင်ကျမတို့ရဲ့ရွှေမြန်မာအတွက်တော့ပို့ပြီးတော့ဆင်ပြေမှာပါ။အပြန်အလှန်နားလည်မှုနဲ့မေတ္တာထားခြင်းကသာဒီလိုအကျက်တဲကာလမှာအကောင်းဆုံးထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ထိုင်းမဲ့ခြုံကုန်ကြည့်မယ်ဆိုရင်တော့ဗုဒ္ဓဘာသာယဉ်ကျေးမှုတူတဲ့နိုင်ငံတွေမလို့ထိုင်းပြည်သူအများစုကတနာစာနာစိတ်ရှိကြပါတယ်။မြန်မာလူသားတွေကသူတို့နိုင်ငံတိုးတက်ရေးအတွက်တစ်ဖက်တစ်လမ်းကကူညီပေးနေသူတွေမလို့အခုလိုဒုက္ခရောက်ချိန်မှာပြစ်ပယ်မထားဖို့ဆိုတဲ့တာရကတွေအများကြီးရှိနေပါတယ်။မြန်မာပရိုက်တာအဖွဲ့တွေကလည်းလိုအပ်တဲ့နေရာကွက်လက်တွေကိုဖြည့်ဆည်းပေးနေကြပြီးဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေအနေနဲ့အွန်လိုင်းကသတင်းချုပ်ကိုကြည့်ပြီးထိုင်းလူမျိုးအားလုံးကိုအမုန်းပွားစေချင်ပါဘူး။ကူညီပေးနေတဲ့ထိုင်းလူမျိုးတွေကိုကျေးဇူးတင်ကြောင်းပြောဆိုရင်လိုအပ်ချက်ရှိနေသေးတဲ့နေရာတွေကိုလည်းမြန်မာချင်းချင်းလက်တွဲကူညီကြဖို့တိုက်တွန်းချင်ပါတယ်။ကဲပရိသတ်ကြီးဟရိုင်ကရေဘေးသင့်မြန်မာတွေအတွက်စိုးရင်ပူပန်နေကြတော့မယ်လား။ရေပြင်ကတက်လာတဲ့ဒီသတင်းမှန်လေးကိုသိရတဲ့အခါဘလို့ခံစားမိလဲ။ပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အားပေးနဲ့ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။